အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ Raya Asiza Education ရဲ့ CEO ဒေါ်စန်းရေးဖြစ်ပါတယ်ရှင်။ G12 အောင်စင်းတွေလည်းထွက်ပြီးပြီပေါ့နော်။အဲ့တော့ G12 အောင်မြင်သွားတဲ့ကျောင်းသူကျောင်းသားတွေအတွက်ကိုလည်း Raya Asiza Education ကဂုဏ်ယူပွဲမြောက်ပါတယ်။အကြောင်းမျိုးကြောင့်မအောင်မြင်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေကိုလည်းပညာရေးကိုရပ်တန့်မထားဘဲနဲ့ရှေ့ဆက်စူးစမ်းပါလို့တိုက်တွန်းချင်ပါတယ်။ဒီတွဲအောင်မြင်ထားတဲ့ကျောင်းသူကျောင်းသားတွေက study block မှာသွားပြီးတော့ပေါ့နော်ပညာဆက်ပြီးသင်ခြင်းနဲ့လို့ရည်ရွယ်ချက်ရှိရဆိုလို့ရှိရင် Raya Asiza Education ကနေပြီးတော့ scholarship တွေလျှောက်ပေးတယ် study grant တွေကိုလည်းလျှောက်ပေးပါတယ်နောက်တစ်ခါကျတော့ရရှိလာမယ့်အမှတ်တွေပေါ်မူတည်ပြီးတော့မိမိတို့ဆက်သွားမယ့်ပညာရေးလမ်းကြောင်းပေါ့နော်နောက်ခါကျတက်ချင်တဲ့အကြောင်းတွေရွေးချယ်ရမယ့်ဘာသာရပ်တွေကိုမှန်မှန်ကန်ကန်ရွေးချယ်လို့ရအောင်လို့လည်း Raya Asiza Education က counselor တွေကတဦးချင်းတိုင်ပင်ဆွေးနွေးပြီးတော့ကူညီဆောင်ရွက်ပေးပါမယ်ပြီးတော့အကြောင်းမျိုးကြောင့် G12 ကိုမအောင်မြင်ခဲ့ရတဲ့အကြောင်းသူကျောင်းသားတွေကလည်းစိတ်သက်ကြစရာမလိုပါဘူး study block ကိုသွားဖို့လမ်းကြောင်းတွေရှိပါတယ်အဲ့တော့မိမိတို့သွားတက်လို့တဲ့တက္ကသိုလ်တွေကိုအချိန်တိုတိုအတွင်းဘယ်လိုသွားတက်လို့ရမလဲဘက်ချလာဘွဲတစ်ခုကိုဘယ်လိုယူလို့ရမလဲဆိုတဲ့လမ်းကြောင်းတွေကို Raya Asiza Education ကနေပြီးတော့ကူညီပြီးတော့လမ်းပြပေးသွားမှာဖြစ်ပါတယ်G12 အောင်မြင်ပြီးတဲ့ကျောင်းသူကျောင်းသားတွေအတွက်လည်းနိုင်ငံတကာအဆင့်မြင့်ပညာရေးကိုဆက်လက်သင်ကြားဖို့လမ်းကြောင်းတွေအများကြီးရှိတယ်လို့G12 မအောင်မြင်ခဲ့ရတဲ့ကျောင်းသူကျောင်းသားတွေအတွက်လည်းနိုင်ငံတကာပညာရေးကိုဆက်လက်သင်ကြားဖို့အခွင့်အရေးတွေအများကြီးရှိတယ်ဆိုတာကိုပြောပြခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့အသေးစိတ်သိရှိလို့ရဆိုလို့ရှိရင်တော့Raya Asiza Educationကိုလာရောက်ဆက်သွယ်မြင်မြင်နိုင်ပါတယ်ရှင်။